တက်နိုင်ပြန်ကြည့်ပြီးတော့ line ကပြုတ်တယ်နော်အဲ့တော့အခက်ခဲကြကကျွန်တော်တို့ line လွှင့်ပြီးနေရနော်ကျွန်တော်ပြန်လွှင့်ပေးမယ်ဒီက line ပြုတ်ကြအောင်နော် line ကောင်းတဲ့အချိန်မှာပဲလွှင့်ပြီးတော့နော်လိုပါသေးတယ်အဲ့တော့ကျွန်တော်ဟိုစားပြမွေးထားမယ်ဆိုတော့ရှင်ကျွန်တော်တို့လွှင့်အချိန်တော့ရှိပါသေးတယ်နော်အခုကျွန်တော်ဟိုစားလွှင့်မှာက818ပေါ့နော်မွေးကနဲ့လွှင့်မှာ line ကမကောင်းဘူးရအခက်ခဲကြတယ်နော်နည်းနာလိုက်ပြီနော် line ကပြုတ်ကြတယ်818နော်818တော့ဆိုတော့ပေါ့ဗျာကျွန်တော်အခုလွှင့်မှာဟာပြီးရင်ဥစ္စာတော့လွှင့်မယ်931ပေါ့931ပထမဆုံး line လွှင့်ထားတော့သိရနော်ဒီ site နဲ့ကလည်း931ပေါ့အဓိကဘာမွေးရမလဲဆိုတော့ကိုပေါ့စဉ်းစားပါနော်931တော့ပထမ site မှာတော့လွှင့်ပြီးထားပြီနော်တပွင့်ရော်တင်နဲ့လေဟုတ်တယ်မလားမှတ်မိလားမသိနော်9အတွက်ကိုတပွင့်တူးလာရင်းနဲ့လေလွှင့်ပေးထားတယ်နော်အဲ့လေတိလောက်ပါနော်အဲ့တော့ကိုပေါ့တော့မှတ်ထားပါတချို့ကြပြန်တောင်းဆိုတာထပ်လွှင့်ပေးပါတခါကလွှင့်ဖို့တဲ့ဘေးကအများကြီးကုန်တယ်နော်လေနည်းနားလိုက်ပြီထားပါပြန်လွှင့်ပေးမယ်ဗျာစိတ်ရှိလက်ရှိနေနော်အဲ့တော့နည်းနည်းသိခံပြီလေးအလယ်တိုင်း B shape ရှိရဲကျွန်တော်ဆောနာရည်ပြီးခဲ့ပြီ16နှစ်ချားတယ်ပြန်နာကြောတကွပြောခဲ့ပြီနောက်ပေါင်းချင်း6ရှိရဲနောက်ပေါင်းချင်း9ရှိရဲနောက်ပေါင်းချင်း5ရှိရဲအဲ့တော့6 9 5ဒီနောက်လုံးပေါင်းချင်း6နောက်လုံးပေါင်းချင်း9နောက်လုံးပေါင်းချင်း5လို့ရိုက်တဲ့ရှင်ပါမန်ဝင်ကျင်လို့ရှင်ကျွန်တော်ဖုန်းနံပါတ်ကပြောထားပြီးသားအဲ့ဒါနဲ့ဆက်ပြောဒီမှာတော့မေးလို့မရအောင်နော်လေးလေတိုင်းရှိတယ်လေးလေတိုင်းရှိတယ်ကျွန်တော်အခက်ခဲပေါင်းများစွာနဲ့မစအလုတ်ပေးနေရတာရှောင်း9 5ဆိုတဲ့ကရဏီ1နှစ်2နှစ်3နှစ်ရှားမှာထွက်တယ်လို့ပြောခဲ့ပြီနော်အဲ့တော့16နှစ်ရှားထားတဲ့အချိန်မှာကိုပေါ့ကြီးဒီကနေ16နှစ်ရှားတဲ့အချိန်မှာ4ပြီရှိလို့ရှိရ4ပြီရှိ16နှစ်ရှားရတယ်အဲ့တော့နောက်လုံးပေါင်းချင်းဒီခွန်နောက်လုံးပေါင်းချင်းဒီရှောင်းနောက်လုံးပေါင်းချင်း3ခွန်6 3ဆိုတဲ့ကနေ1နှစ်2နှစ်3နှစ်မှာမွေးနှမ်းဖြစ်ထွက်တယ်3 6ခွန်နောက်ထပ်အဲ့ကနေပဲ16နှစ်ရှားလိုက်တဲ့အချိန်မှာကရဏကျောမှာ4လေတိုင်းရှိတယ်4လေတိုင်းရှိတယ်4လေတိုင်းရှိတယ်နောက်လုံးပေါင်းချင်းဒီခွန်နောက်လုံးပေါင်းချင်းဒီ9နောက်လုံးပေါင်းချင်း3ခွန်9 3ဆိုတဲ့အပက်လက်ဒီ1နှစ်3ညီမမွေးနှမ်းဖြစ်ထွက်ပြီးတယ်နော်အဲ့ထွက်ပြီးတဲ့အချိန်မှာကျွန်တော်ဆောင်းလာပြန်6နှစ်သွားတယ်ပေါ့နော်1 2 3 4 6နှစ်သွားတဲ့အချိန်မှာ2ကြိမ်နဲ့3ကြိမ်မြောက်မှာ3 5လို့နှစ်ခတ်ရေးတယ်နော်အဆောင်းလာဒီမှာကြီးတဲ့လူတွေသိပြီးပါပြီ3 5လို့နှစ်ခတ်ရေးတယ်အဲ့ဒီရေးဖို့အတွက်လဲနောက်လုံးပေါင်းချင်း3နောက်လုံးပေါင်းချင်း30နဲ့နောက်ပိတ်3နဲ့ပေါင်းချင်းဒီ73ဖြစ်တယ်အဲ့3ကို3ထိပ်လို့တင်လိုက်တဲ့အချိန်မှာ3နဲ့ခတ်5လို့3 5ရိုက်သွားတယ်ဒီမှာလဲ4ပြီးရှိတ်လို့ရိုက်တယ်ရိုက်တဲ့အချိန်မှာ6နှစ်သွားမယ်1 2 3 4 5 6နှစ်သွားတယ်အဲ့ဒီ6နှစ်သွားတဲ့အချိန်မှာလဲ3 5လို့ရိုက်ဖို့အတွက်နောက်လုံးပေါင်း30နဲ့3နဲ့ပေါင်းချင်းဒီ3လို့ရိုက်တယ်3ထိပ်သွားတယ်3 5လို့သူကထက်သွားတယ်ဒီမှာလဲ4ပြီးရှိလို့ရိုက်တဲ့အချိန်မှာ6နှစ်သွားမယ်1 2 3 4 5 6နှစ်သွားထားတယ်6နှစ်သွားတဲ့အချိန်မှာလဲ3 5လို့ရိုက်တယ်နောက်လုံးပေါင်း30ရိုက်တယ်3နောက်ပိန်းနဲ့3ဖြစ်တယ်အဲ့3ကထိပ်တင်လိုက်တယ်3 5လို့ရိုက်တယ်ရိုက်တဲ့အချိန်မှာကျွန်တော်ဆောင်းကပြောခဲ့တယ်လို့ပဲအဲ့လိုဖြစ်သွားတဲ့ဤစနစ်မှာဖော်မွေးဆိုင်ဖော်မွေးဆိုင်ပေါ့နော်တပတ်ကိုထိုးသွားတာပေါ့အပတ်တိုင်းထိုးသွားတယ်အဲ့တော့ဒီမှာကြာသွားတဲ့ခွန်လေးလျှောက်ဒီဆောင်းကဘေးကရိုက်တယ်ဘရိတ်ပေါင်းချင်းဒီ4တပင်နာတပရိတ်ပေါင်းချင်းဒီခွန်တပင်နာဘရိတ်ပေါင်းချင်းဒီလျှောက်နော်အဲ့တော့ဘရိတ်ပေါင်းလျှောက်တစ်နှစ်နားတယ်ဗျာဘရိတ်ပေါင်းချင်းခွန်တစ်နှစ်နားတယ်ဘရိတ်ပေါင်းချင်း4ခွန်လျှောက်ဆိုတဲ့ကဏ္ဍဒီသူ့ရဲ့ဘေးမှာပဲထွက်ပြီးတယ်ပထမတစ်ကက်နဲ့မသိဘူးဒါ3ကက်လုပ်ထားတယ်ဒီမှာလည်းလိုပဲဒီ3လုံးပေါင်းချင်း30 3ဖြစ်သွားပြီ3လို့ထိပ်ရှိတင်3 5လို့ရိုက်တဲ့အချိန်မှာလည်းအဲ့လိုပဲဒုတိယကက်မှာတော့3ကက်ရိုက်ထားတာကိုဒုတိယကက်မှာသူကဘာလို့တုံးဆိုတော့9 8 9တဲ့သူကကြာအဲ့ကြာဖို့တော့လဲသူ့ရဲ့ကက်ပင်မှာဘရိတ်ပေါင်းချင်းဒီ9တပင်နာတယ်ဘရိတ်ပေါင်းချင်းဒီ8တပင်နာတယ်ဘရိတ်ပေါင်းချင်းဒီ9ဘရိတ်ပေါင်း9တစ်နှစ်နာတယ်ဘရိတ်ပေါင်း8တစ်နှစ်နာတယ်ဘရိတ်ပေါင်းချင်း9 8 9ဆိုတဲ့ကနေသူ့ရဲ့ဘေးမှာပဲထွက်ပြီး2ကက်3ကက်မြောက်မှာဖော်မွေးဆိုင်အဲ့တော့ဒီ3လုံး3ဖြစ်တယ်3တင်လိုက်တယ်3နှစ်ခန့်5အဲ့တော့ဖော်မွေးဆိုင်ဆိုဟိုမှာလုတ်ခဲ့တယ်လို့ပဲ86ခွန်ထွက်တယ်အဲ့86ခွန်ကလည်းဘယ်ရလာတယ်ဗရိတ်ပေါင်းချင်းဒီ8တပင်နာတယ်ဗရိတ်ပေါင်းချင်းဒီ6တပင်နာတယ်ဗရိတ်ပေါင်းချင်းဒီခွန်9
ခွန်တပင်နာတယ်ရှောက်တပင်နာတယ်ရှစ်ပေါ့နော်တစ်နှစ်နာတယ်ပေါ့နော်ရှစ်ရှောက်3ခွန်တစ်နှစ်နာတယ်6နှစ်ရှစ်ရှောက်ခွန်ရှောက်တစ်နှစ်နာတယ်4နှစ်နဲ့ရှစ်ခွန်ရှောက်ရှစ်ဆိုရတဲ့သူ့ရဲ့ဘေးမှာပဲထွက်ပြီးတယ်နော်ဒါသူအလုပ်လုပ်နေရနော်သူရဲ့ကပ်ပင်မှာဆိုကပ်ပင်မှာပဲလုပ်ပြီးနေနော်သူရဲ့ဘေးမှာပဲလုပ်ပြီးနေအဲ့တော့ကျွန်တော်တို့ဒီ share ကနန်းတစ်ခုကိုတုံးသက်တဲ့နေရာမှာအဲ့ဒီရသည်အဲ့တကက်ထဲလားဆိုတော့မဟုတ်ပါဘူးကျွန်တော်တို့ဒီမှာလဲတကက်လုတ်ခဲ့တယ်အဲ့ဒီပုံစံတိုင်းပဲဒါလေးလာလို့ရအောင်လို့နော်ပြီးခါပြမယ်နော်မထူပါပြီးခါမှပြမယ်နော်ဒီကက်ကိုအဲ့လိုလှုပ်လှုပ်သွားပုံဒီပင်ကတ်တကက်လည်းရှိရဆိုတော့ကျွန်တော်ပြအောင်မယ်အဲ့တော့အဲ့လိုလှုပ်သွားတဲ့အခါကျတော့တဲ့ဒီဘက်နှစ်ကိုကူးလာတာကိုနော်ဒီဘက်နှစ်ကုန်သွားပြီဒီဘက်နှစ်ကူးလာတဲ့အခါကျတော့ကျွန်တော်တို့မွေးကနန်းတစ်ခွက်ကိုရှာလိုက်တဲ့အချိန်မှာတဲ့ဘာရှိလဲဆိုရင်ကျွန်တော်နှစ်ချင်းနှစ်ပေါ့ဒါလောဆိုတော့ဒါတော့မွေးကနန်းပေါ့နှစ်ချင်းနှစ်ကိုပေါ့ကြည့်နော်နှစ်ချင်းနှစ်တစ်ခွက်တွေ့နှစ်ချင်းနှစ်တစ်ခွက်တွေ့တယ်အဲ့တော့ဒီမှာ35ဆိုတဲ့ကနန်းကိုဒီဘက်နှစ်ကိုရောက်တဲ့အချိန်မှာ8နှစ်နဲ့ဆိုတဲ့ကနန်းထွက်တယ်ပေါ့ထူကြပါစို့ဒါဆိုရင်ဒီဘက်မှာထွက်သွားတဲ့အတွက်ကျွန်တော်တို့ဒီမွေးကနန်းအနေနဲ့8နှစ်နဲ့ပေါ့တို့တော့ကနန်း3ခုဖြစ်နေတယ်ဒါကိုပေါ့ကိုကြိုက်လို့ရှိရင်ဘယ်ချိန်မှာထိုးချင်သွားဆိုရင်ထိုးပေါ့တို့တော့အဲ့3ခွက်ထဲမှာကျွန်တော်ကရွေးပြီးမယ်ပေါ့နော်3ခွက်ဆိုများမလားဆိုလို့တဲ့ဘောတူမှာဖရန်တော့3ခွက်လုံးမွေးမှာလားဒါကျွန်တော်တို့နော်ဒါမွေးကနန်းတောင်းတဲ့လူတွေပြောချင်းဖြစ်ပါတယ်နော်အာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမွေးနဲ့တော့8နှစ်နဲ့ကတော့ blind ထွက်တယ်ဟုတ်ပြီ8တိ8 9 3ညတယ်ဟုတ်ပြီကျွန်တော်ကြည့်အောင်နော်ဒါပြီးခါမှကျွန်တော်ဘေကနန်းကိုအရင်မွေးရမလဲဆိုတာကိုပြောပြပေးပါအဲ့တော့ဒီမှာသူ့ရဲ့ဒီ site တစ်ခုကိုဒီကြာကြီးကတော့တွားပြီးတော့လုံးလို့မရဘူးသူကဒီ formula site ပါတဲ့အတွက်သူ့မှာပတ်သက်ကြောင်းရှိရဲ့သူ့ရဲ့4ဘီရှိရဲ့ဇောင်းကိုတက်လိုက်848တဲ့4ဘီရှိရဲ့ဇောင်းကိုတက်လိုက်တော့848အဲ့848ကလဲတဲ့အဲ့ဒီ35လို့ကြားတယ်ဒီဘက်နဲ့မှာလဲ848ဆိုတဲ့အာပတ်လက်ထွက်တယ်အာပတ်လက်ထွက်တယ်ဒါဆိုဒီသူ့ရဲ့ပတ်သက်ကြောင်း4ဘီရှိရဲ့ဇောင်းကိုတက်လိုက်အချိန်မှာ483သူရဲ့ပတ်သက်ကြောင်းပေါ့နော်483ဒီအဲ့ဒီမှာထွက်လာဆိုရင်ထွက်တယ်နော်483ဟုတ်ပြီကျွန်တော်သွားကြအောင်ဒါဆိုသူရဲ့ပတ်သက်ကြောင်းသွားရချိန်မှာ4ဘီရှိလို့ရိုက်တဲ့အချိန်မှာကျွန်တော်တို့ဒီသူ့ရဲ့ဇောင်းကိုတက်လိုက်တဲ့အချိန်မှာ910 35ဒီမှာ910မွေးကနန်းဖြစ်လာ910ပထမကျွန်တော်ဖိုင်လွှင့်လိုက်ချိန်မှာလဲ910မွေးကနန်းတင်ခဲ့တာမှတ်မိရနော်ဒီမှာလေ9တက်အတွက်ကို9တပွင့်ကြည့်လိုက်ဆိုပြီးတော့လေမှတ်မိပါလိမ့်မယ်မှတ်မိလည်းမတက်နိုင်တော့အဲ့ဒါထားကျွန်တော်အဲ့ဒီမှာနှစ်ကွက်တော့ဖြစ်သွားရှင်းနေရှေ့ရ9တုံးကျကျွန်တော်ပုံမွေးကျင်တာကပုံမွေးတင်တာက88မွေးစိတ်ရှင်တယ်88ကိုမွေးစိရှင်တယ်ပို့ပြီးတော့ပေါ့နော်တန်းနိုင်တော့3ခွက်မွေးပေါ့နော်88ကိုဘာကြောင့်မွေးစိရှင်လဲဆိုတော့ကျွန်တော်တို့ပထမဖိုင်ကိုတွားကြည့်အောင်ပထမဖိုင်မှာ तू ဘာလောက်ထားလဲဆိုပေါင်းထားတာနော်ဒီခွန်လေး6ထွက်ဖို့အတွက်ကျွန်တော်တို့ဘယ်လိုပေါင်းထားလဲဘရိတ်ပေါင်းခြင်းဒီ4ဘရိတ်ပေါင်းခြင်းဒီခွန်ဘရိတ်ပေါင်းခြင်းဒီ6ဒါကိုသိဖို့လိုတယ်နော်ဒါကိုသိဖို့လိုတယ် तू ကပေါင်းထားတာဘရိတ်တွေပေါင်းထားတဲ့အတွက်သူ့ရဲ့ဘေးမှာကြားတယ်ပေါ့အဲ့တော့ကြားလိုက်တော့ကျွန်တော်တို့ဒီ3ကနေ1 2 3ချိန်ဆင်းမယ်3ချိန်ဆင်းလိုက်ပေါ့နော်ဒီ3ကနေ1ဒီကနေပဲဆင်းလိုက်ဗျာ3ကနေ3ချိန်ဆင်းလိုက်တဲ့ချိန်မှာဒီဘက်နှစ်ကိုကူးလိုက်တဲ့ချိန်မှာခွန်လေးတီဒဲထွက်လာခွန်လေးတီဒဲထွက်လာတယ်တကယ်ခွန်လေးတီဒဲထွက်တယ်ဗျနော်ဒီဘက်နှစ်မှာပေါ့နော်3-5ဆင်းလိုက်3-5လို့ရိုက်လိုက်တယ်ဒီဘက်နှစ်ပဲကူးလိုက်အဲ့ခွန်လေးဒဲထွက်တယ်ကျွန်တော်ဟိုစားလုပ်ပြအောင်နော်ဒီခွန်လေးဒဲထွက်တယ်ဘာကြောင့်အဲ့ခွန်လေးဒဲထွက်လို့ကျွန်တော်ပြပါမယ်နော်ခွန်လေးဒဲထွက်တယ်ကျွန်တော်ဝိုက်လိုက်အဲ့တော့ဒီဘက်နှစ်မှာလဲကျွန်တော်ဒီ3-5ကိုထွက်ပြီးသွားပြီဒီဘက်နှစ်ကိုကူးလိုက်တဲ့အချိန်မှာကျွန်တော်ထူးဆန်းတာဗျခက်တာကနန်း3ခွက်ဖြစ်နေတယ်988ကနန်း3ခွက်ဖြစ်နေ858ကြည့်ပါဒီဆိုင်ကစိတ်ဝင်စားဖို့ကောင်းနော်ကျွန်တော်ပြတာဟုတ်လားမဟုတ်လားကြည့်988အကောင်ယူမလားဒီ988ကိုယူမလားဒါကျွန်တော်စဉ်းစားခန့်ဝင်ရတော့မယ်ဒီ988ကိုယူမလားဒါမှမဟုတ်ဒီ858ကိုပဲယူမလားခက်တာနော်ခက်တာနော်3ခုဖြစ်နေ3ခုဖြစ်နေလို့မ858
တနေ့တည်းမှာ3ခုဖြစ်နေ3ခုဖြစ်နေလို့နော်အဲ့တော့ကျွန်တော်ဒီပွဲစဉ်ကိုကျွန်တော်88လို့သတ်မှတ်လိုက်တယ်ပေါ့အဲ့ဒီကျွန်တော်ကတော့ဟိုပြောမှဆိုရင်ဒီဟာ3ခုဖြစ်နေတာပေါ့နော်988ယူမာလား858ယူမာလားဒီ858ယူမာလားအဲ့ဒီဖြစ်နေအဲ့ဒါဖြစ်နေတဲ့အခါကျကျွန်တော်အစောကပြောသလိုပဲဒီကိုလာရမယ်35လို့ရိုက်လိုက်တဲ့အချိန်မှာတဲ့ဒီကနေမဆင်းနိုင်ဘူးဗျာဟိုတော့ဝီးသွား35လို့ရိုက်တယ်ဒီဘက်နဲ့ကိုကူလိုက်နော်35ဒီဘက်နဲ့ကိုကူလိုက်တစ်နှစ်နှစ်နှစ်3နှစ်ကိုရောက်တယ်3နှစ်ကိုရောက်တယ်3နှစ်ကိုရောက်လိုက်တော့3ချိန်ရောက်လိုက်တာ sorry 35ကိုရောက်တယ်35ရိုက်တယ်ဒီဘက်ကို1နှစ်3ချိန်မြောက်မှာတဲ့ break ပေါင်းလိုက် break ပေါင်းလိုက်ရင်ဘယ်လောက်လဲခွန်တဲ့ဒီဘက်ကပ်ပင်က break ပေါင်းလိုက်ခွန်တဲ့ဒီဘက်ကပ်ပင်က break ကိုပေါင်းချလိုက်4တဲ့အဲ့ဒီခွန်4ဆိုတဲ့ကဏ္ဍនេះတဲ့ခွန်4တဲ့ကျွန်တော်မေးရမေးခွန်းကနော်ဒီမှာဖြစ်နေတာခွန်4တဲ့တော့ထွက်တယ်ဟုတ်ပြီဒီဘက်ကိုသွားကြည့်ရကျွန်တော်ဒီမှာ35လို့ရိုက်တယ်ရိုက်တဲ့အချိန်မှာဒီဘက်ကူးလိုက်တယ်တဲနဲ့တစ်ချိန်နှစ်ချိန်သုံးချိန်ဆင်းလိုက်တဲ့အချိန်မှာ break ပေါင်းလိုက်9တဲ့ break ပေါင်းလိုက်8တဲ့ break ပေါင်းလိုက်8တဲ့ဘယ်လောက်လဲ988ဟုတ်ပါတယ်ကျွန်တော်ပြောတာမှားလား988တဲ့သို့တော့အာများဖြစ်သွားမလား858လားသို့တော့ဒီဘက်858လားနော်3ခုဖြစ်နေလို့ဒါဆိုရင်ကျွန်တော်ဒီဘက်ကိုကူးရအောင်ကျွန်တော်ဒီဘက်နဲ့ကိုကူးရ1နှစ်3ချိန်မြောက်မှာတဲ့ break ပေါင်းလိုက်ပါတဲ့8တဲ့ break ပေါင်းလိုက်ပါ1တဲ့ break ပေါင်းလိုက်ပါတဲ့8တဲ့8 8ဘာကနန်းလဲမွေးမာလား8တဲ့8နော်8တဲ့8ကြာရင်မွေးပေါ့နော်ကျွန်တော်ရဲ့ line နဲ့သိမကောင်းနော်အဲ့တော့ကျွန်တော်ဒီ3ခွက်ကိုမွေးကနေအဖြစ်ဒီ site နဲ့တင်ပေးလိုက်တယ် friend တို့3ခွက်လုံးမွေးခြင်းမွေးမမွေးခြင်းလဲကျွန်တော်တို့ဒီ818အာမွေးပေါ့931ကလည်းကျွန်တော်တင်ခဲ့ဘူးလေမှတ်မိရနော်931ဒီပင်ကန်နဲ့အာမွေးဆိုပြီးတော့တင်ခဲ့တယ်ဒီကန်နဲ့လည်းရှိရပေါ့နော်အဲ့တော့818 931 828ပေါ့ကြိုက်တာမွေးပေါ့နော်အားလုံးပဲကြောင်းကြပါလားဘိုင်ဘိုင်နော်ပြစရာတွေကတော့ရှိရဗျသို့တော်ညာလေကျွန်တော်တို့ကစစ်ရတယ်လေအောက်တယ်မလားဖြစ်နိုင်ကြည်ဟာကိုစစ်ပြီးတော့မှအလွတ်လောက်ရတယ်အဲ့တော့ကျွန်တော်ဟိုတနေ့က line ပေါ်တင်တယ်ထိတ်ပေါင်းနောက်ပိထိတ်ပေါင်းအလဲပေါင်းနောက်ပိထိတ်ပေါင်းဆိုတာမှတ်မိလားမသိဘူးအဲ့ဒါတချို့တွေကဟိုသက်ဖြစ်တချို့ကြတော့ဟုတ်တယ်ဒီတက်မှာကျွန်တော်မှန်ပါဟောင်းနေပြောတယ်အဲ့ဒါ63ည1ဗျနော်အဲ့ဒါ63ည1အာပတ်လဲပါsite တွေကတော့အများကြီးပေါ့ဗျာအဲ့တော့အဲ့ဒီနှစ်မှာပဲတဲ့ကဏ္ဍတစ်ခုပါလာပြန်တယ်ဗျအဲ့ဒါဖော်မွေး site ပါပဲအဲ့တော့အပတ်တိုင်းကတော့ကိုပါဘူးတ question ကြိုင်ထိုးသွားပေါ့အဲ့ဒါဘာကဏ္ဍလဲဆိုတော့အဲ့ဒီနှစ်မှာပဲနော်ဒီကျွန်တော်ပြခဲ့တဲ့နှစ်မှာပဲအဲ့ကျွန်တော်ပြခဲ့တဲ့နှစ်မှာပဲဒီနောက်ပိတ်နဲ့အဲ့ဒီထိတ်နဲ့ပေါင်း9အဲ့ဒီ9တစ်လုံးတစ်အလဲတိုင်းနဲ့ပေါင်း9အဲ့ဒီ9တစ်လုံး4ထိတ်နဲ့ခွန်ပိတ်နဲ့ပေါင်း1နော်နောက်ပိတ်ထိတ်နဲ့ပေါင်း9အလဲပေါင်းရင်9ထိတ်စီးနောက်ပိတ်ပေါင်း1 951အဲ့ site တွေက2 site 3 site ရှိတယ်နော်အဲ့ဒါဟိုစားမပြတော့ဘူးနော်အဲ့တော့ဒီဘက်စီမှာလဲအဲ့ဒီမှာလဲကျွန်တော်ရှင်းနေမှုမှာလဲအဲ့လိုပဲကျွန်တော်တို့နောက်ပိတ်ထိတ်စီးပေါင်း9တလုံးအလဲပေါင်း8တလုံးထိတ်စီးနောက်ပိတ်ပေါင်း9နော်နောက်ပိတ်ပေါင်း8တလုံးအလဲပေါင်း8တလုံးထိတ်စီးနောက်ပိတ်ပေါင်း9တလုံး988အဲ့တော့ဒီပွဲစဉ်မှာကျွန်တော်ပေါင်းခိုင်းတာအဲ့ဒါပေါင်းခိုင်းတာပါနောက်ပိတ်ထိတ်စီးပေါင်း6တလုံးအလဲပေါင်း3ညတလုံးထိတ်စီနောက်ပိတ်ပေါင်း1တလုံး3ည61အာပေါ့အဲ့တိုင်းပဲဖော်မေးတော့နောက်ပိတ်ထိတ်စီပေါင်းနောက်ပိတ်ထက်အဲ့ဒီဟာတွေကလည်းအများကြီးပဲအဲ့ဒီမျိုး site တွေကကျွန်တော်မမဟောင်းနေဟိုဘက် group မှာအကုန်တင်ထားပြီးသားเนาะအဲ့ဒီ site တွေကအများကြီးပဲအဲ့တော့အများကြီးဆက်တော့မှကျွန်တော်ဟိုသာလိုရင်းလေးတစ်ချက်ပြောလို့ရမယ်ဒီ3ည3ခွန်အဲ့တော့လိုရင်းဒါပြနေကြမို့လို့เนาะဟိုသာပြခဲ့တော့မယ်ဒီမှာတော့90နော်ဒီပွဲစဉ်မှာထိုးရတာဟုတ်ဒါတော့မမအဟောင်းနေပြီဒါဒီ930ပေးမှာပဲထိုးရတာနော်အဲ့တော့930ပေးမှာပဲကျွန်တော်တို့
ထိုးပေးရတာပေါ့နော်အဲ့တော့903 site တွေကတော့မပြတော့အဲ့303ခွန်ကြားခဲ့လို့ဒါတော့အဟောင်းနေတည်ရ9ရက်6ရက်ပေါင်း5တလုံးအလဲပေါင်း4တလုံးထိပ်စီးနောက်ပိတ်ပေါင်း2တလုံးယုံရင်ထိုးမယုံတော့မထိုးနဲ့ပေါ့နော်အဟောင်းကျွန်တော်အဟောင်းတွေကတော့သိပြီးသားအဲ့ဘေးမှာပူထိုးရတာပေါ့နော်ဒါဟုတ်ကြတဲ့တင်ခဲ့ပြီးသားအဲ့မှာထွက်တယ်ဒီမှာလဲ380ဘေးမှာပဲထွက်တယ်53ပေါင်း8တလုံး84ပေါင်း2တလုံး3ညအထိတ်နဲ့နောက်ပိတ်ပေါင်း2တလုံးပူထိုးရမယ့်အချိန်ကကျွန်တော်ပြောခဲ့တယ်ဒီအချိန်မှာပူထိုးလို့ပြောတယ်2ရက်4ရက်ပေါင်း6တလုံး3ရက်9ရက်ပေါင်း3ညတလုံး3ရက်8ရက်ပေါင်း1တလုံး3ည6 1ဆိုတဲ့အာပက်လက်ဒီအချိန်မှာပူထိုးခိုင်းတာရှိတယ်အဲ့လိုပေါင်းခိုင်းတာနော်အဲ့လိုပေါင်းခိုင်းတယ်အဆိုးကြပေါင်းတယ်2 5ဟိုစားဒီရော2 6ဒီရော2 3အဲ့လိုပေါင်းခိုင်းတာပေါ့နော်အဲ့လိုပေါင်းပြီးတော့ထူသွားတာနောက်ပိတ်ရထိတ်ရပေါင်းတစ်လုံးပေါ့အလဲပေါင်းတစ်လုံးယူထိတ်စီနောက်ပိတ်ပေါင်းတစ်လုံးယူဒီမှာမဆိုခင်အတိုင်းပဲအပတ်တိုင်းပေါင်းပြီးတော့ထူသွားစေခြင်းအဲ့ဒီ site တွေကတော့အများကြီးပေါ့ဟောဆောင်းနာကြုံလို့ပြောပြခြင်းဒီမှာပေါင်းခဲ့တယ်လို့ပဲတဲ့ဒီပြင် site တစ်ခုကလည်းထောက်ထားပြီးတယ်ဗျတစ်နောက်ပိတ်တဲ့တစ်နောက်ပိတ်မှာဒီသုံးလုံးပေါင်းခြင်းဒီလဲ9ဖြစ်ရမယ်တစ်လဲနောက်ပိတ်ရမယ်ဘူးဘရိတ်လဲဖြစ်ရမယ်ဟာဒီအလဲသုံးလုံးပေါင်းခြင်းဒီလဲ6ဖြစ်ရမယ်တစ်လဲပိတ်ရမယ်ဘူးဘရိတ်လဲဖြစ်ရမယ်ထိပ်စီသုံးလုံးပေါင်းခြင်းလဲ9ဖြစ်ရမယ်အလဲသုံးလုံးပေါင်းလဲ6ဖြစ်ရမယ်သူ့ရဲ့ဘေးမှာ2ပရိတ်လဲခံရမယ်ထိပ်စီနောက်ပိတ်ထိပ်စီပေါင်းလဲ6လဲဖြစ်ရမယ်2ပရိတ်လဲခံရမယ်ထိပ်စီသုံးလုံးပေါင်းလဲ9ဖြစ်ရမယ်တစ်လဲပိတ်ပြရမယ်ဘူးပရိတ်လဲဖြစ်ရမယ်အလဲသုံးလုံး6လဲဖြစ်ပြရမယ်နော်အဲ့လိုရှင်းပါလေဒီမှာလဲအလဲထိပ်စီပေါင်း6ဖြစ်တယ်2ပရိတ်လဲခံတယ်ထိပ်စီသုံးလုံးပေါင်းလဲ9ဖြစ်တယ်တစ်လဲပိတ်တယ်အလဲသုံးလုံးကဟိုမှာ6ဆိုရင်အလဲသုံးလုံးခွန်လဲဖြစ်ရမယ်ဘူးပရိတ်လဲအကုန်လုံးပြည့်စုံခါမှာဘူးပရိတ်ဖြစ်တာ9ခွန်ပေါင်း6လဲဖြစ်ရမယ်2ပရိတ်လဲဖြစ်ရမယ်ထိပ်စီသုံးလုံးပေါင်းလဲ9ဖြစ်ရမယ်တစ်လဲပိတ်ပြရမယ်ဘူးပရိတ်လဲဖြစ်ရမယ်အလဲသုံးလုံး6ခွန်အလဲသုံးလုံး8လဲဖြစ်ပြရမယ်အဲ့လိုဖြစ်ခဲမှာနော်ဒီ site ကိုရှာနိုင်ပါသေးလို့လဲဆူတောင်းပါနော်ချိုရှာလိုက်ပေါ့နော်ရှာပေါ့နော်အဲ့ဒါဒါကြုံလို့ပြောခဲ့တာပေါ့နော်ဒါကတော့ကျွန်တော်မအဟောင်းနေရတာသိပြီးသားဖြစ်တယ်အဲ့လိုလဲဖြစ်တဲ့အချိန်မှာဒီဇောင်းပေါင်းခြင်းဒီ9ဇောင်းပေါင်းခြင်းဒီ9ရှောင်းနောက်ပိနော်ဇောင်းပေါင်းခြင်းဒီ9ရှောင်းနောက်ပိဒီမှာလည်းဖြစ်ခဲ့ပြီဇောင်းပေါင်းခြင်းဒီ4ခွန်နောက်ပိရှောင်းနော်9 4 3ဖြစ်အောင်ပေါ့ဇောင်းပေါင်းခြင်းဒီ3 8နောက်ပိ6ခွန်8ပေါ့နော်ဒီ line ကအဲ့ဒါအဲ့နှစ်မှာလဲကျွန်တော်ဟိုအဟောင်းနေသိပါ835မွေးဆိုပြီးတော့တင်ခဲ့တာနော်တင်ခဲ့တယ်သိပါတယ်အဲ့လိုပဲ835လို့တင်ခဲ့အဲ့လိုဖြစ်လိုက်ရင်တနေ့နဲ့3နှစ်မြောက်မှာ835ကျွန်တော်မွေးကန်းဒီ site နဲ့တင်ခဲ့တယ်တနေ့နဲ့3နှစ်မြောက်မှာလဲ835အာပက်လဲမွေးကန်းတင်ခဲ့တယ်တနေ့နဲ့3နှစ်မြောက်မှာ835မွေးကန်းရှင်းမတော့ခင်တင်ခဲ့ပြီးတဲ့ဒီ site နဲ့အဲ့လိုတင်ခဲ့တဲ့နှစ်မှာလဲထူးဆန်းတယ်နော်ဟို site နဲ့လာတိုက်တာနော်အဲ့ဒီမှာဖော်မွေး site ပါပြန်တယ်အဲ့ဒီ835မွေးကန်းမထွက်တယ်မှာဒီမှာ346ဒီ site ကြောင့်နော်အဲ့ဒီ346ဒီဘယ်ကလာတဲ့346လဲပေါင်းလိုက်ပါတဲ့သူ့ရဲ့ဇောင်းမှာ3 break ရှိရတစ်နှစ်ရှားလိုက် break 6ရှိရ break 4ရှိ4 break တစ်နှစ်ရှား6 break တစ်နှစ်ရှား3 break 4ရှား3ဆိုတဲ့ကဏ္ဍဒီသူ့ရဲ့ပြီးမှာပဲထွက်တယ်835လဲမွေးကန်းပါလာမတူဘူးနော်ဟို3ကဆိုင်နဲ့မတူဘူးနော်ဒီမှာလဲအဲ့လိုပဲတဲ့ဒီလိုဖြစ်တဲ့1နှစ်3ချိန်မြောက်မှာ3နှစ်မြောက်မှာ835မွေးကန်းထွက်တယ်ဒုတိယအကတ်မှာလဲဖုံဝီးဆိုင်ပါလာတယ်989တွားလာဆုံးတယ်နော်ဟိုကတ်နဲ့လာဆုံးတယ်ဒီကတ်နဲ့မတူဘူးနော်ဒီမှာဒီနေရာမှာထွက်တာဟိုမှာဟိုနေရာထွက်တာပြီးမှဒီနေရာမှာအကုန်လုံးလာဆုံးတာသဘောပေါက်ပါမှာအဲ့တော့ဒီမှာလဲ989ကဘရိတ်ပေါင်းချင်း9တဲ့တပင်နာလိုက်တဲ့8တဲ့တပင်နာလိုက်9တဲ့9 8 5ထွက်တယ်ဒီမှာလဲအဲ့လိုပဲတဲ့ဒီလို3လုံးပေါင်းဖြစ်တဲ့3ညတောက်ပြီး835ရဲ့နှစ်မှာလဲဖော်မွေးဆိုင်ဘရိတ်ပေါင်း8တဲ့ဘရိတ်ပေါင်း6တဲ့ဘရိတ်ပေါင်းခွန်တဲ့ခွန်6 8ဆိုတဲ့ကထွက်တယ်ဆိုင်တစ်ခုပါနှစ်ခုလားဆိုရင်အဲ့တိုင်းပဲမွေးတာမွေးပါနော်ဖော်မွေးဆိုင်ကြီးဆိုတာအဲ့လိုမျိုးအများကြီးရှိရပေါ့အဲ့တော့ဒီနေရာမှာတစ်ချက်
ပြောခဲ့ချင်တာအဲ့ဒါရင်ဒီနေရာမှာမွေးကင်းနဲ့ပေါ့ခုပေါ့တော့ရှာပြင်ရှာပေါ့အဲ့လိုဖြစ်တဲ့နှစ်မှာ920ဆိုတဲ့မွေးကင်းတစ်ခုပါတယ်920မွေးကင်းပါလာမွေးကင်းထုတ်မယ်ဆိုအများကြီးပြောတာပေါ့နော်ကျွန်တော်ဖြစ်နိုင်ခြေကိုထုတ်ပေးရတာ3-4နှစ်ဆိုတဲ့ကဏ္ဍမွေးကင်းပါတယ်920မွေးကင်းပါတယ်ပြီးရင်900တဲ့မွေးကင်းပါမွေးကင်းထုတ်မယ်ဆိုအများကြီးပေါ့ကျွန်တော်တို့ဖြစ်နိုင်ခြေကိုမွေးကင်းပေးရတာထုတ်ရတာပေါ့နော်ထိုးရတာပေါ့အဲ့တော့ဒီမှာလည်းအဲ့လိုပဲထွက်သွားရင်မှနောက်နှစ်ကိုကြာတဲ့ခါကျ3-4နှစ်မွေးကင်းပါတယ်နှစ်3ညခုံးမွေးကင်းပါတယ်ပါတဲ့ချိန်မှာ866မွေးကင်းပါတယ်နော်သူကတော့866ကဏ္ဍပါလာတယ်အဲ့တော့ကျွန်တော်ဒီဘက်နေ့မှာအဲ့လိုဖြစ်သွားတော့ကျွန်တော်ဘာရှိတော့3-4နှစ်ဒီနေရာမှာပြောချင်တာက3-4နှစ်ဒဲထွက်လို့ပြောမယ်နော်ဒီမှာ3-4နှစ်လုံးဝ3-4နှစ်ဒဲမထွက်ပါဘူးထွက်လာရင်ကျန်တဲ့9ခွက်ထဲကပဲထွက်မယ်3-4နှစ်ထွက်ခဲ့ရင်ကျွန်တော် share log ကထွက်သွားမယ်3-4နှစ်လုံးဝဒဲမထွက်သေးအောင်အေးသူထွက်လာရင်3နှစ်4ထွက်မယ်နော်4နှစ်3တို့နော်4-3နှစ်တို့အဲ့လိုပဲထွက်မယ်ဒီ3-4နှစ်ဆိုတဲ့ကဏ္ဍဒဲမထွက်ဘူးလို့ပြောတာအာပက်လည်း9ခွက်ထွက်လို့ရတယ်3-4နှစ်ဒဲလုံးဝမထွက်ဘူးကျန်တဲ့9ခွက်ထွက်နိုင်တယ်ဒီမှာလည်း3-4နှစ်ထွက်ထားလို့3-4နှစ်ဒဲမထွက်ဘူးကျန်တဲ့9ခွက်ထက်ကထွက်နိုင်တယ်ဒါကြောင့်ကျွန်တော်ပြောဒီနှစ်ထက်မှာ3-4နှစ်ဆိုတဲ့ကဏ္ဍဒဲမထွက်ပါဘူးကျန်တဲ့9ခွက်4နှစ်3တို့4-3နှစ်တို့နော်2-4-3တို့နော်2-3-4တို့နောက်ပြီးတော့3-2-4တို့အဲ့လိုမျိုးထွက်နိုင်တယ်9ခွက်ဒီလိုမျိုးတဲ့3-4နှစ်လုံးဝမထွက်ပါဘူးကျွန်တော်ပြောရတယ်နော်မွေးမယ်ဆို920ဒီနေရာမှာပြောခဲ့မယ်2-3ညခုဒီမှာပေါ့900ဘာကြောင့်ရှန့်ခဲ့လဲဆိုရင်ကျွန်တော်9 break ထွက်တယ်ဗျဒီမှာ866လို့ရေးခဲ့10 break ဗျဒီမှာ17 break ပေါ့နော်အဲ့မှာလည်းကဏ္ဍပါလာတယ်ပါလာတဲ့ကဏ္ဍဒီကပဲယူလိုက်မယ်1 2 3 4 5 6နှစ်မြောက်က3ည9 3ညဆိုတဲ့ကဏ္ဍဒီအဲ့ဒီနှစ်မှာပဲထွက်တယ်ဒီမှာလည်းလိုပဲ1 2 3 4 5 6နှစ်မြောက်ကဘူ break ပေါ့နော်686 686ဒီပက်လက်ထွက်တယ်ဒီမှာလည်းအဲ့လိုပဲဒါတော့တင်ခဲ့ဘူးလေအဟောင်းတွေတော့သိပြီးသားပါဒီ site တွေက1 2 3 4 5 6နှစ်မြောက်ခွန်3ည4ဒီမွေးကင်းဖြစ်ကြာရင်တော့ကြုံတဲ့အချိန်ပေါ့နော်ဟိုစားပေါ့နော်ကိုပေါ့တွေ့ကြိုက်တဲ့အချိန်တော့ထိုးလို့ရတယ်ပေါ့နော်မွေးကင်းရှိလို့ရှိရင်ကောင်းတာပေါ့နော်ခုပတ်900တဲ့ဟာ900တဲ့ဆိုလဲထိုးလေဩဒုက္ခပဲတက်နေလဲထိုးတော့လေပြောနေသေးတယ်အဲ့ဒါများ900တဲ့ဆိုလဲကိုပေါ့သိရင်ထိုးလေဟုတ်တယ်မလားကိုကြိုက်တာကိုဘိုင်ဘိုင်